တခင်တို့စောစောစီးစီးမသားပေါ်နေကြည့်မကောင်းလိတ်တာပဲကောင်းနေဟာကဲပရိုရိုကျွန်တော်ဟိုတနေ့ဗီဒီယိုမှာပရိုရိုစမ်းကြိုင်ပြမယ်လို့ပြောခဲ့တယ်ပေါ့နော်အဲ့တော့ကြောင့်ကျွန်တော်ဒီနေ့ RAM မှာစမ်းကြိုင်ထားတယ်ဒီမှာဆိုရင်လဲကိုကအောက်ကဒလက်ပါရီလာလို့ပစ္စည်းလေးသွားယူတာအပေါ်လဲပြန်တက်လာတော့ကိုအသင်းကဟိုက်ပါနှစ်ကောင်ဖြစ်နေပရိုရိုညင်လိုက်လားမညင်လိုက်လားတော့မသိဘူးကျွန်တော်ကအပေါ်ဆုံးကနေစမ်းဟိုက်ပါကင်ခဲ့တာဒါပေမဲ့ဒီလိုဖြစ်တာကိုတွေအတွက်တော့ထူးဆန်းမဟုတ်တော့ပါဘူးကိုတွေ RAM မှာဟိုက်ပါဆော့ပြီးဆိုကြတဲ့ဟိုက်ပါပရိုတွေနဲ့တွေ့တာခဏပဲဒီမှာဆိုကိုကဘလူးဘက်ကိုမရရအောင်စားတယ်ဘာဖြစ်လို့လဲဆိုကိုဆော့မဲ့ပုံစံဘလူးဘက်ရှိမှရမှာကျန်တဲ့ဘက်တွေကတော့ကိုတွေကမလိုတဲ့တော့မစားတော့ဘူးဟိုကောက်မဲ့ကျွေးလိုက်မယ်ဒီမှာဆိုလဲပွဲစားတာမှာ10မိနစ်ပဲရှိသေးတယ်ဟိုဘက်တင်းကနှစ်ကောင်ကကိုအသင်းကတန်းအောင်မရမကတွေကိုတာဝါတွေထိလိုက်နိုင်ကျင်းနေတာကိုတွေကတော့တကင်းကန်လူကြီးလူကောင်ပြီးပြီပဲဟိုဘက်တင်းကကောင်တွေသွေးရတစ်စက်ကြံမှာဒုံးနဲ့ကိုအသေးဝင်းစော်တာသူများတွေတော့မသိဘူးကိုတွေတကင်းကန်တော့အဲ့လိုလူကြီးလူကောင်ဆန်တာပရိုတို့ဒီမှာဆိုကြည့်လပွဲတော်2မိနစ်မပြည့်သေးဘူးကျွန်တော်ကန်တဲ့တကင်းရဟီရိုဂိနှစ်ကောင်ရသွားပြီဒီလိုအားလီပိုင်းကဟီရိုဂိရနေလို့ကတော့ကိုတွေကတပွဲလုံးကြမ်းပြီးမယုံမရှိနဲ့ပရိုတို့ဒီမှာဆိုရင်ကိုပါသူလမ်းလျှောက်နေအောင်ဟိုဘက်တင်းကမိတ်ကတကင်းကြီးကိုရန်လာစပြီးပြေးတာကိုတွေကတကင်းကန်လို့ကတော့တာဝါရီတဲ့ဘာရီတဲ့နားမလဲဘူးအတကုန်းနဲ့ဝင်တီးမှာပဲမြေပုံပေါ်ကြည့်လိုက်တော့ဟိုဘက်တင်းကဟိုက်ပါတာတင်နာရောက်နေတာဒီမှာကိုကသူ့ဘက်တွေကိုအကုန်စားမယ်ဘာဖြစ်လို့ကိုကတာတင်နာမသွားတာလဲဆိုဟိုမှာတာတင်နာမှာရင်ရှိတယ်တကယ်လို့ဟိုဘက်တင်းကဟိုက်ပါတာတင်လောက်ခဲ့ရင်ဝင်လူးလိုက်မယ်ဒီမှာကိုကပြောနေတော့မှရှိသေးတယ်ဟိုဘက်တင်းကဟိုက်ပါရှော့သွားပြီအဲ့တော့ကိုကသူ့ဘက်တွေကိုအကုန်စားပြစ်မယ်အော်ကိုကအကုန်စားပြစ်ပါမယ်ဆိုမှဟိုကောင်ဓာတ်တာကိုလာရှုံနေတယ်ဟာဟဲ့ဝေးဓာတ်တာကိုဒီချိန်သွားရိုက်လို့မရသေးဘူးကတခင်တို့စောစောစီးစီးမသားပေါ်နေကြည့်မကောင်းလိတ်တာပဲကောင်းနေဟာရှေ့မှာတကောင်ဟာတော်သေးတာပေါ့ကွာကိုစောစောစီးစီးမသားပေါ်ပြီးထင်းနေတာကိုကတော်သေးလို့ဒီမှာဟိုဘက်တင်းကကောင်နဲ့တတ်တဲ့လုံနေပြီဘလို့ကျွန်တော်သွားမှဖြစ်တော့မယ်ရှုပ်ပါတယ်ကွာရောအောင်မှာဟာဟဲ့ဝေးခက်တီတီနဲ့ကျွန်တော်သွားတော့မယ်ဆိုဝင်လာတာဒီမှာညူထွေးကဝိုင်းလေနေတယ်ဘယ်ဥစ္စာနဲ့ပေါ့အောင်မအောင်ကျွန်တော်ကတော်သေးတော့ပေါ့ကွာကိုကောင်ရသွားလို့ဟာဟဲ့ဟိုကောင်တယောက်တည်းငါမထားခဲ့နဲ့လေမုတ်စိတ်တော့အတီးကောင်းတာငါတော့သေးပြီတဲ့ဝိတ်ထင်းတဲ့တိုင်းကိုသေးတာပဲဒီမှာဆိုရင်ပွဲချင်းက9မိနစ်ကျော်နေဖြစ်တဲ့ကြောင့်ကိုတင်းဟိုက်ပါနဲ့ဘတ်တွေလိုက်လူမစားနေတော့ဘူးပေါ့နော်ကိုပါကို offline လို့ပဲစောတော့မယ်ဒီနှစ်တန်ကတော့သေးချင်းနေပြီတင်နေကင်ထားတဲ့တုံးမှာအာမနာပေါ်တင်လာပြစ်တာအမမင်းကိုတစ်ချက်ရိုက်လိုက်မယ်လက်ကြည့်တယ်မလို့သေးဘရိုအကောင်ဟိုကောင်မင်းတခင်ကြီးရှိတဲ့လမ်းကိုနောင်လဲမလာနဲ့လာလဲမနောင်နဲ့ဟိုကောင်လဲမရှိတော့ဘူးဆိုတခင်ကြီးတို့လွတ်လက်တာဝါခွဲလိုက်အောင်မယ်အော်ဟိုကောင်နေတန်ကနောင်လဲမလာပါနဲ့ဆိုလာတဲ့အောင်လာသေးတယ်နော်လာတဲ့အောင်လာတော့လဲသေးတဲ့အောင်တော့သေးပေါ့ကွာတခင်ကြီးတို့ကတာဝါကိုခုမှလွတ်လက်ခွဲရမှာတခင်ကြီးတို့ရိုက်ကောင်းကောင်းနဲ့ရိုက်နေတာတာဝါကိုထူတာမသာပေါ်တော့မယ်ကိုကဒီမှာဂိမ်းစော်ရင်နဲ့ဘေးရကောင်မလေးတစ်တော့ဆော့တာငေးနေတာတော်သေးတာပေါ့မသာပေါ်တော့မလို့ဒီတစ်ခေါက်တော့ဘေးရကောင်မလေးတစ်တော့ဆော့တာလဲမငေးတော့ဘူးအမှန်ကန်တီးတော့မှာဘက်ကိုပြောပါတယ်ဝေးဂျပူတိုးရနေနေလေးဟာကိုရီးယားဂျပူဆိုရင်ကိုလိုနေတီးရင်နေတာအော်ဒီနေတန်တမျိုးကွာနောင်လဲမလာပါနဲ့ဆိုမှလာနေတာတီးပေးလိုက်အောင်ပါပဲအဲ့နေရတကရှုပ်ချင်တဲ့ဓာတ်တာပါတီးဒီကောင်နေလောက်တာနဲ့ပဲရင်ထဲသေးတဲ့ကလိုက်လဲတီးရင်နေတဲ့ဂျပူကိုမတီးလိုက်ရအောင်ဒီတစ်ခေါက်မရရင်နောက်တစ်ခေါက်ပေါ့ဗျာတီးတဲ့အောင်ကိုတီးအောင်ပါအော်ဂျပူကဟိုမှာကိုမတီးပဲနဲ့ကိုသေးနေတာဂျပူမတီးရလဲလာတဲ့ဓာတ်တာပဲတီးတော့မယ်ဟာဟေးဓာတ်တာတိုးရနေနေလေးကွာနေတန်ပရိုအကောင်လက်ကြည့်တယ်မလို့အတူရင်နဲ့ကိုသေးတယ်ပရိုတို့ဘာဖြစ်လို့လဲဆိုကိုစန်းက level 73တာပြောတာဒါပေမဲ့က4ကော့တောင်ထွက်နေပြီပရိုတို့စားတဲ့ enemy ဘက်လည်းမရှိဘူးဆိုလူရှင်းလုံးလေးလောလောက်တာပဲကောင်းတယ်ပရိုတို့ဘရင်တက်တုံးကျွန်တော်ရေတောက်လိုက်အောင်မယ်နော်ပရိုတို့တချင်းလေးဖွင့်ပေးခဲ့မယ်ပရိုကောမမရေးခဲ့တဲ့ချင်းတွေကိုကျွန်တော်သွားမတောင်းရသေးလို့ပါဒီတချင်းလေးပဲဖွင့်ပေးတာပါတမျိုးမထင်ကြပါနဲ့ဒီမှာဆိုရင်ကိုအတင်းက4ကောင်တရေအိတ်နေပြီဒီမှာကိုတကောင်နဲ့ရှိတော့တာတခင်းကင်ထားပြီမဲ့လေပေါ်တင်ကြီးတော့တယောက်တည်းသွားမသေးဘူးခြုံမုတ်တဲ့ခဏပုံးနေလာအောင်မယ်ဒီခြုံနဲ့လာတဲ့ကောင်တော့ရိုက်မှာနော်ဟာခြုံနဲ့ပုံးနေပါဆိုခဏကွာပေါ်သွားသေးတယ်ကွာကိုတွေတော့9ယောက်တယောက်အတီးခံရတော့မထင်နဲ့ဟေးဟာသွားပြီဟေးမုတ်စိတ်နှပန်းချင်းတာခံရပြီအဲ့လိုဝိုင်းတီမှာတော့တခင်းလဲရှော့ပြီဗောဟိုကောင်သူများစော်ချက်ခုတ်တဲ့ကောင်မင်းမလည်းဘက်ရှိနေတာငါဒီဘက်လေးတော့မလူပါနဲ့ကွာဟိုကောင်ကိုပြောတာကြားသွားတဲ့ပုံရတယ်မလူတော့ဘူးဒီကောင်လည်းအဲ့လိုလေးပြောမှာပဲမပြောရင်မလွယ်ဘူးအရန်ချစ်ပါလေဆိုတဲ့လေးနဲ့ဝမ်တောင်ဒီကောင်ဖြတ်ခုတ်တာကွဲရောဒီမှာဆိုရင်ကိုကအိုက်တယ်9ကော့တောင်ထွက်နေပြီနောက်ဆုံးအိုက်တယ်တစ်ခွက်ပဲထည့်ဖို့လိုတော့တာပုံမှန်ဆိုရင်တော့ဒီအိုက်တယ်ကိုကျွန်တော်မဝယ်ပါဘူးဒီအိုက်တယ်ကိုဝယ်လိုက်ရတဲ့အကြောင်းရတော့ဟိုဘက်တင်းကနှစ်တန်ကဒိုင်မစ်ထွက်လာလို့ပါဒီမှာဆိုလဲဟိုဘက်တင်းကဓာတ်တာသူ့ခက်နာကိုကြီးကိုဖြောက်ပြီးပြေးလာတာကိုရီးယားမငြင်းဘူးဆိုတော့ခက်မယ်ကိုဖြောက်ပြီးပြေးလာတဲ့သူ့ကိုတော့ကိုကညင်တယ်မညင်တာသူကကိုကြောင်တောင်နဲ့ဓာတ်တာတို့လူလာတက်တာခွေးကြိုက်ခံရလို့တခါတည်းသေရောကိုရီးတခင်ကြီးလဲရိုက်တာရို
ရိုက်လိုက်ရတယ်ဟီရိုကလည်းတကောင်းမှမရလိုက်ဘူးပရိုရိုကျွန်တော်လည်းဒီတစ်ခေါက်တော့လူကြီးလူကောင်းပြီးပြီပဲခြုံထဲကနေ6ရိုက်တော့မယ်ပရိုရိုဒီလိုခြုံထဲ6ရိုက်တာပေါ်တင်ချတာတဲ့လုံးထစ်တယ်ပရိုခုနကကိုရီပေါ်တင်ချတော့တကောင်းမှကိုဟီရိုကမရလိုက်ဘူးခုလို6ရိုက်မှတကောင်းလောက်ရသေးတယ်ဒီဓာတ်ခေါ်ဘာမှန်းတော့ဝင်းတုံးနဲ့ပေါ်တင်တီးလိုက်အောင်မယ်ဟာရောက်ရေဘာမှအိတ်ချင်နေတာလားမသိဘူးလီတဲကောင်တာနဲ့ဖလစ်ကရောသုံးတာကိုလွဲသွားတယ်ဒီကောင်ကလွဲတာဒီမှာဘေးတော့ရအောင်တက်သွားသေးတယ်ဒါပေမဲ့လည်းဒီကောင်တခင်ကြီးကတောက်တက်ကတ်တယ်လို့ကတ်တီးနေတော့ဒီကောင်မခံနိုင်တော့ပါဘူးကဲပရိုဒီချိန်မှာဟိုဘက်တင်းက၄ကောင်အောင်သေးနေရဖြစ်တဲ့တော့ကြောင့်ကျွန်တော်တို့ကလုံးလုံးစင်တိုင်းမဲ့တာဝါခွဲမယ်အော်ကိုပါသူတာဝါအေးစိစိခွဲနေပါလေဆိုဒီဖက်တီးကလာရှုပ်နေတယ်ဒီကောင်ကဝင်ရင်နှုတ်စာအသေးကျွေးလိုက်အောင်မယ်ကျွန်တော်ကတော့တခင်ကင်လို့ကတော့တာဝါကြီးပိုင်းတဲမငဲဘူးလာရှုပ်လို့ကတော့အသက်ကုန်ရိုက်တာကဲဒီဖက်တီးကတော့အညပဲပရိုရေဟာအောင်ဘလို့သေးသွားအောင်ရှောင်းလိုက်တယ်မဟုတ်လားဟာဒီမှာဆိုရင်ကိုကခုမှတရားပြန်ထားတာကိုတင်ရကောင်တွေကဟိုမှာဗတဲ့တွေအသက်ကုန်ဆိုင်နေပြီပြီးတော့ဟိုဘက်တင်းကမိန်တာဝါလည်းသွေးရဒီလောက်ပဲရှိတော့တာအဲ့လိုအချိန်မျိုးမှာကိုကစမ်းကင်ထားတယ်ဆိုရင်ပရိုဗတ်တွေဘာတွေမစားနဲ့တော့ဗတဲ့ဟိုတာသွားကြွိုင်းကိုကဒီမှာဆိုရောက်လာချင်းငါတတီနာကိုပြေးရိုက်တာငါတတီနာတခါတည်းသိရောဒီဒက်တာခေါ်ဘာမှလည်းဒီချိန်မှာပရိုကိုရှင်ရိုက်လို့မရတော့ဘူးဘာဖြစ်လို့လဲဆိုကိုတွေကင်နေဆန်းကဖူးဝိုက်တဲ့တောင်ဖြစ်နေပြီဒီမှာဆိုကိုတင်းကခီယူတွေကလည်းလေလန်းကနေဇက်တိုက်တက်လာပြီဒီလို situation မျိုးမှာဆိုတော့ပရိုရင်းနဲ့တာဝါကိုပဲ only ရိုက်ပါရိုက်တဲ့အခါမှာလည်းကျွန်တော်ခုနှိပ်နေတယ်လို့ပဲတာဝါပုံလေးကိုပဲဇက်တိုက်နှိပ်ပါအဲ့ဒါမှဘေးကလူကို तू ကသွားမရိုက်မှာပေါ့နော်ကဲပွဲရတော့တကင်းကြီးစန်းတာဝါလိမ့်ချိုးလို့ပြီးသွားပါပြီကျွန်တော်က rank ကိုအရင်ကြီးစော့တဲ့ထဲမှာတော့မပါပါဘူးစော့ခဲ့ရင်လည်း solo ပဲစော့တာဖြစ်တဲ့ကြောင့် rank ကတော့အရင်ကြီးမညင့်ပါဘူးဒါလေးကတော့ဆန်းရဲ့ idea လေးတွေပါအပေါ်ဆုံးမှာပြထားတဲ့ idea ကတော့လက်ရှိဒီပွဲမှာသုံးသွားတဲ့ idea ပေါ့နော်အလဲ idea လေးကတော့တယောက်တည်းတာဝါပတ်ခွဲခြင်းတဲ့လူတွေအတွက်သုံးလို့ရပါတယ်အောက်ဆုံး idea လေးကတော့ဟိုဘက်တင်းကမိတ်တွေ mustman တွေ diamond ထွက်လာတဲ့ချိန်ရောက်သုံးလို့ရပါတယ်တောင်းတန်းသေးဖို့ခဲရင်ပါတယ်ဒါပေမဲ့လည်း idea ဆိုရင်မျိုးကအများတိုင်းပုံသေးတော့ဆက်လို့မရပါဘူးဒါကတော့ဆန်းကို hyper ဆော့ရင်သုံးတဲ့ ambulance လေးပေါ့နော်ဒီ ambulance ဇက်ကလေးကဆန်းကို offlane ဆော့ရင်သုံးလို့ရပါတယ်နောက်ဗီဒီယိုတွေမှာလည်းဘာကြီးတို့တွေကိုကင်သေးခြင်းသေးလဲဆိုတာ comment မှာရေးခဲ့လို့ရပါတယ်ကျွန်တော်ကဒီအပိုင်းမအားလို့ဗီဒီယိုတွေကိုတနေ့တစ်ပုတ်မတင်ပေးနိုင်တာပါအားရတဲ့တကြိုင်နဲ့တနေ့တစ်ပုတ်တင်ပေးပါမယ်အဆုံးထိလိုက်ပါကြည့်ရှုပေးကြညီကောင်မောင်နှမတယောက်ချင်းစီတိုင်းကိုလည်းတကယ်ကိုကျေးဇူးတင်ပါတယ်ဒါပါပဲ